ပန်းတိပင်စိုက်ပျိုးသူအဘိုးကြီးရှေးရခင်ကတောင်ကုန်းလေးတစ်ခုရဲ့အစွန်အဖျားမှာအဘိုးကြီးတူနေထိုင်ပါတယ်အဘိုးကြီးဟာပန်းတိပင်တွေစိုက်ပျိုးရတာကိုဝါသနာပါသူဖြစ်ပြီးသူ့ရဲ့နေစဉ်လုပ်ငန်းကတော့ပန်းတိပင်လေးတွေကိုပြုစုပြောင်းထောင်ဖို့ပါပဲဒီနေ့မှာတော့လမ်းသွားလမ်းလာလူငယ်တဦးကအဘိုးကြီးပန်းတိပင်စိုက်ပျိုးနေတာကိုတွေ့တော့အံ့တော်စွာမင်းမြတ်မိပါတယ်အဘိုးကအသက်ကြီးနေပြီပဲဒီပန်းတိပင်တွေကအတီးသီးဖို့နှစ်ပေါင်းများစွာကြောင်းမှန်တော့အဘိုးကအဲ့ဒီအတီးတွေကိုစားရတော့မှမဟုတ်ဘာလို့ဒီလောက်ပင်ပန်းစိုက်ပျိုးနေရလဲဗျာအဘိုးကြီးကပြုံးလိုက်ပြီးပန်းတိပင်လေးကိုဆက်စိုက်ပျိုးနေပါတယ်ခဏကြာမှသူကလူငယ်ကိုပြန်ဖြေပါတယ်တားလေးရဲ့ငါတို့ရဲ့ဘိုးဘွားတွေစိုက်ပျိုးခဲ့တဲ့ပန်းတိပင်တွေကြောင့်ငါတို့ဒီနေ့ပန်းတိတွေစားနေရတာပဲမဟုတ်လားအဲ့ဒီလိုပဲငါဒီနေ့စိုက်ပျိုးတဲ့ပန်းတိပင်တွေကလည်းနောင်လာနောက်သားလေးအသက်အကျိုးရှိစေမှာပါငါဒီပန်းတိတွေစားရသည်ဖြစ်စေမစားရသည်ဖြစ်စေအရေးမကြီးပါဘူးအရေးကြီးတာကကိုစိုက်အရာတွေကနေတခြားသူတွေအကျိုးကျေးဇူးရရှိစေဖို့ပါပဲလူငယ်လေးဟာအဘိုးကြီးရဲ့စကားကြောင့်အလွန်အမင်းစဉ်းစားတွေးခေါ်မိပြီးသူ့ရဲ့စိတ်ထဲမှာအလင်းပွင့်သွားသလိုခံစားရပါတယ်ဒီပုံပြင်လေးကကျွန်တော်တို့ကိုဘာကိုသင်ခန်းစားပေးလဲဆိုရင်တဲ့လက်ရှိကိုအကောင်းဆုံးလှုပ်ဆောင်ပါအနာဂတ်အတွက်စိုးရိမ်ပူပန်နေမဲ့အစားလက်ရှိအချိန်မှာကိုလောက်နိုင်တဲ့အကောင်းဆုံးအရာကိုလှုပ်ဆောင်ဖို့အရေးကြီးပါတယ်နှစ်မော်လင့်ချက်ထားရှိပါရလက်ကိုချက်ချင်းမမြင်ရသေးရင်တော့မှကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေကတနေ့မှတော့အတိအပွင့်တွေဖြစ်ထွန်းလာမယ်ဆိုတာကိုယုံကြည်ပါ Tom selfless စိတ်ဓာတ်ထားပါကိုတအိုးတဲ့အတွက်မဟုတ်ဘဲတခြားသူတွေအတွက်ပါကောင်းကျိုးပြုဖို့စိတ်ထားခြင်းကဘဝမှာပိုပြီးအတိတ်ပဲရှိစေပါတယ်၄မျိုးဆက်တဲ့အတွက်ရင်းနှီးကြုံနှံပါဒီနေ့လှုပ်ဆောင်ခဲ့တဲ့ကိုယ့်ရဲ့လုပ်ရက်တွေဟာနောင်လာနောက်သားတွေရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်တဲ့ဆိုတာကိုနားလည်ထားပါဒီပုံကိုပုံဖော်ပေးနိုင်တဲ့ဆိုတာကိုနားလည်ထားပါဒီပုံပြင်လေးကတင့်လို့ခွန်အောက်ထိစေမယ်လို့မျှော်လင့်ပါတယ်ဘဝမှာဘယ်လိုအခက်ခဲလေးနဲ့ကြုံတွေ့ရပါစေလက်မလျှော့ပဲဆက်လက်စူးစမ်းနေဖို့အမြဲတမ်းတတိရပါနော်